တိုင်းထဲမှာတန်ရှင်းလုပ်ပြီးလားတဲ့မိုက်တော့မရှိပါဘူးဘာလို့ကြောက်လို့နေရလဲနှုတ်ဆက်နေတာ Ladies and gentlemen ဒီအောင်ရင်ခဲလက်မဲ့တိုက်နေကျသွားလိုက်ပါဗျာဒါပြန်လေးဘာလို့ကြောက်လို့နေရလဲသူကြီးလူကောင်းများအားလုံးနှုတ်ဆက်နေတာနော် Just please ladies and gentlemen all sit down ကဲနှုတ်ဆက်ကြOh no ကျွန်တော်နှုတ်မသားဘူးကော်ဖီနဲ့ပြတာကော်ဖီပေးညနေပိုင်းမတော့လည်းမတော့တော့ညနေမတည့်ဘူးဒီရပဲဟောဘာလို့ကြောက်လို့ရလဲအဲ့ဒီညို့တွေကော်ဖီတွေပြောတာမဟုတ်ဘူးနော်ဒါအင်္ဂလိပ်စာသင်တယ်အင်္ဂလိပ်လိုနှုတ်ဆက်ကြရအောင်လို့ပြောတာ Okay one more time Good morning တပည့်တို့ကဲ sit down စစ်တောင်းဘုဒ္ဓမမော်လမြိုင်ဘုဘမှာတန်ပြည့်တောင်းကြည့်နေတယ်ဘာတွေကြောက်လို့နေရလဲ sit down တော့ဆိုင်ခိုင်းတာအားလုံးနားတယ်ဆိုဆိုင်သွားပြီခင်ဗျားတို့နားနေတာအဲ့တော့ခင်ဗျားကိုမင်းတင်ရနေဘာဖြစ်လို့အပူမှကြောက်တယ်ဟောမီးတွင်းမျိုးကိုသိမပူပါဘူးပူတွေထားလာမယ်လည်းစိတ်ခံပေါ့ဘာတွေကြောက်ပြောနေရလဲဩမီးကြီးဆိုအင်္ဂလိပ်စာဝါဟာတော့ပြောနေတာဒီကလားမင်းကြီးတော့တင်နေမြအောင်ဝင်လို့ဘယ်ကလားမကျွန်တော်ကလားမဟုတ်ဘူးကျွန်တော်ရွှေဘူသားမုံသုံးမသားဘုဘူသားဩအဖေသေးတာကြာပြီအမေမုံသုံးမဖြစ်နေတာကြာပြီအဲ့တော့မုံသုံးမသားမွေးတာမုံသုံးမမွေးတာနော်အမေကတောင်ဟုတ်သူအဖေကရန်သေးသားအဖေဟုတ်တယ်အဖေတောင်ဟုတ်သူလေးရန်သေးသားဘာလို့ဘာလဲညနေမကြတယ်သူစိတ်ကြီးစတော့ပါတဘောပါနော်သိကြည့်တယ်ဟုတ်ကဲ့ကဲလက်စစမယ်အားလုံးလက်စကြကဲအားလုံးလက်စကြရဲ့ခင်ဗျာဘာလို့ကြောက်ပြောနေရလဲတင်ငန်းသာစမယ်ပြောတာဟုတ် One day Lady Moji won high Masanaka walking at diving 7 days make an other bit like over air the stockအဲ့ဒီပဲသိကြတယ်အဲ့ဒါဘာတွေပြောနေရလဲ One day တည်းပါ Lady Moji won high Lady Moji ကြပါလေMasanaka walking diving Masanaka ရေထဲကိုတိုင်ပင်ထိုးပါတယ်7 days ခုနှစ်ကြာတဲ့ခါမှာမေခလာနာသမီးလာခဲ့မေခလာနာသမီးလာခဲ့တဲ့ over air တဲ့ကြောက်ထန်နဲ့ခေါ်သွားပါတယ်အဲ့တူမေခလာနဲ့ရန်ကြုံနဲ့ဟာရန်တော့မဟုတ်ဘူးလေဇနက်ကမေခလာနဲ့ဇနက်ကနေဟိုကြောက်ချပေါ်မှာသူတို့နှစ်ယောက်ဟိုဘာတွေဆက်ကြကြလေအဲ့ဒါတော့နှောင်းနေမှာဆက်ပြောကဲအိမ်မြောင်ဖြစ်ဆောင်ကြာအဲ့ဒါဘာပြောရလဲကြာဟိုအိမ်မြောင်ဖြစ်ဆောင်ဆိုတာအင်္ဂလိပ်စကားထဲမှာကျွန်တော်တခါမှမကြားဘူးဟုတ်ကဲ့အောင်မြင်ပါသည်လို့ပြောတာGood morning, boss. Morning. Then I find it. Good afternoon, boss. Tell you. Good afternoon, boss. မင်းတို့ဘယ်ဆရာနဲ့သင်ထားလဲကွာဒီကဝန်ထမ်းတွေကိုအင်္ဂလိပ်စာစကားကောင်းကောင်းပြောတာတက်စီခြင်းနဲ့ဆိုလို့မနေ့ကပဲ speaking တင်တဲ့ဆရာတယောက်ခန့်လိုက်တယ်ဒီ Yes boss ကျွန်တော်က line company ကဝန်ထမ်းကောင်းနေပါ boss မင်းတို့ပြောတယ်မပြီးဘူးကွာအင်္ဂလိပ်လိုမပြီးဘူးမပြီးဆိုကျွန်တော်ကငပိစားပြီးပြောတော့မပြီးပေါ့နောက်ဥရောပလိုထောက်ပတ်တွေတင်ခဲ့ပြီးစားပြီးပြန်ပြီးမှာပါမညွှန်ရင် boss ကျွန်တော်တို့ဝန်ထမ်းတွေကိုထောက်ပတ်တွေတင်ခဲ့ပြီးကျွတ်ပါလိုက်တော်လဲကွာငါလည်းငပိစားပြောတာပဲဘာဖြစ်လို့ပြီးလဲတော်ပြီသမီးတို့ Ghostmanသမီး Ghostman မလေးဘီလာပြကြီးရလဲအင်္ဂလိပ်ပြောတာငါတို့တော့စတင်ကမရှိဘူးဟောစတင်လည်းမပြောစန်တက်မသိဘူးလေကွာဟိုတော်လေးငါတပြေကိုမင်းကလည်းလက်ခိုင်တော်မှုနဲ့ဖမ်းသွားလိမ့်မယ်ဟောငါပြောတာတော့ပြောတော့ကွာနော်ဓာတ်ဒီညစ်ပတ်တော့အဂလီအဂလီရုပ်ဆိုးတော့police မိုက်မဲတော့ greedy အလူရမဲ့လောဘကြီးတော့ဓာတ်ဒီညစ်ပတ်တော့အဂလီရုပ်ဆိုးတော့ police ရင်မိုက်မဲတော့ greedy အလူရမဲ့လောဘကြီးတော့ဆောင်းဆိုးတော့angry ဒေါသကြီးတော့ oh good ကောင်းတော့ okay beautiful စက်တီရှိတော့ pretty လှပတော့ cutie ချစ်စရာကောင်းတော့ beautiful စက်တီရှိတော့ oh beautiful စက်တီရှိတော့ apapa beautiful စက်တီရှိတော့ papa you beautiful you အာဟာစက်တီရှိတော့ဟာလေကွာစက်တီရှိတယ်ချစ်စရာကောင်းတယ်ဟုတ်ပါမယ်အားလို့ပြောနေတာခါဒီတော့ပြောရလား
ဟိုပြောတာကြီးစံများကြစ်တွေရှိလိုက်တာသူ့မိရလေရွှေဘုံစားပြီးရွှေကလေးဖွားတဲ့အတိုင်းပဲ ငါရုပ်ကောင် ခင်ဗျားမိရကြောက်မှုစားပြီးမြောက်ယူဖွားတာလေ ဩမင်းနဲ့အမမြောက်ရုပ်ဖြစ်တယ်တော့မလို့နဲ့နော်မင်းတခေးနဲ့တွေ့မယ်နော်မင်း တတိနဲ့ပဲတွေ့ကြည့်သူလေးနဲ့ပဲတွေ့ကြည့် အဲ့ဒါတခေးသမီးကွာ ညာဟာ သွားပြီသိလျှော့သွားပြီ ဟာစီသွားတာ မင်းကတော့ဒီမန်းလေးပြဲနေတယ်ကွာ ပြောလေကြီးလေလို့ကမှာ တူတူပါပဲ ခင်ဗျားမကြောက်ဘူးလားယောက်ျားတကုံလူရည်ကျွန်းဓာတ်တိုင်တပုတ်ဖန်တီးချုပ်ကမလွတ်စတဲ့ဘဲကဖမ်း တစ်ထိတ်ကလေးနဲ့ပါ တမန်တန်လိုက်သွားတာ နမင်းမရှိကွာမှားနေတယ်ယောက်ျားတကူလူရီကျွန်းကောင်းကင်တမှုကျဲကိုဆွတ်မလွတ်စကန်းကြနေတတ် အတူတူပဲလေဗျာရအောင်ကြိုးစားမယ် ဟာမတူလုံးဝမရနိုင်ဘူး ဟိုမရရင်ရတာယူမယ် ဟာယူမလဲ ခင်ဗျားကို ဒီကိုပါရဲ့နေမကောင်းလို့ပါ โอ้ရအောင်ယူမယ်ဆိုခင်ဗျားကအကူအညီရအောင်ယူမယ်ပြောတာ အေးငါလည်းနေကောင်းမှကူလူပြရတယ်အခုတော့ငှက်သားတွေတက်နေလို့ ကျွန်တော်ချစ်ထားရတက်နေလေ ကြောင်သား စားမှာဘောလို့ဆောင်တယ်နေသမားဟောဟုတ်ပြီစားဟာပါဝါလုတ်ပါလုတ်သမား ဒီစက်ဘာဒီကောင်းနေကွာ တက်ပြီအဲ့လိုဆိုတက်ပြီကွာဟာတက်လာတယ်ဗျာ လာလီလာ ပြီရောလုတ်လုတ်မယ် တဲ့ပိတ်တယ် လုတ်လုတ်လုတ် ပိတ်တာလေ ပိတ်တာပြီပိတ်တာပြီပိတ်တာတယ်ဟောလာပြီဒီမှာလာပြီကျွေးပြီဗျာကျွေးပြီဟောတော့ဝင်လို့ရမှာတို့လို့ဝင်လို့မရဘူးဝင်သေးမှာပေါ့အခုဝင်ခုသေးမှာတော့ ဘာဖြစ်လို့လဲဗျာ ဟာချိန်ရတယ်လေချိန်ရတာမှတကောင်လည်းမဟုတ်တော့နှစ်ကောင်ချိန်ရတာနှစ်ကောင်ချိန်ရတာ ဟုတ်ပြီလားဟိုကျွန်တော်လည်းဟိုတတိစားပြီဗျာသိဟင်းတတိစားမှာပြီသိဦးလေးကျုပ်ပါလေဗျာကျက်တော့ဝင်သူတော့ဝင်အခုတော့တတိကဘာလို့လဲပြရတယ်ဗျာဟိုကြားတော့ဝင်ဟင်ကြားတော့ဝင်ပေါ်နေပြီလားဟိုပေါ်နေကိုဗျာကြားတော့ဝင်ဘယ်ကမလဲနောက်ဆိုရင်စင်တော့ဝင်မြင်းတော့ဝင်ရေတော့ဝင်မြေတော့ဝင်ကလုံးတော့ဝင်ဖြုံးမှာဗျာဒုက္ခပါပဲတဝင်ညာလိုက်ဒီမှာဗျာအင်တာနက်နဲ့ရူနာမလဲဟမ်ကြားတော့ရင်ဘေးကမပြောရဘူးနော်အဲ့တော့သူများတော့စောက်မလို့လေဟိုကျွန်တော်တရားကြောင့်ပြောတော့ကျွန်တော်ကြောင့်ပဲကျွန်တော်ပြောရဟိုကျွန်တော်ကလေဒီကုမ္ပဏီမှာရှယ်ယာဝင်ထားတဲ့ပူလန်ဘာလို့ခေါ်ပါလဲခုတော့ဗျာအသေးသေးလေးတို့ကျွန်တော်ရှယ်ယာထိုးပြီးတယ်ဒီပါလေဗျာ ခမားရှယ်ယာသုံးတာနောက်အခုကြောက်ရှုံးလို့လာတာပြုတ်တော့ တော့ရောပေးရမှာကြီး ကဲလည်းဗဇက်ပုံတွေ့ရမှာကြည့်ရအာယုံတော့အခုခုလေးနဲ့ပိတ်ထားလိုက်အာယုံတော့ကြည့်ရတာ တော့ကျွန်တော်မဆောက်ပတ်ဘူး ဗဇက်ပါ ဟုတ်ဆောက်ပတ်ကပတ်တဲ့လေ အဲ့ခဏပတ်တဲ့ကိုခဏတခုခုနဲ့ပြလိုက်အဲ့ပတ်တဲ့ကိုပိတ်ထားလိုက် ဟိုတတိယဥဒါကဲ ဒီမှာမှာစတက်မဖတ်ကြည့်လိုက်ဘာလဲဆိုဖတ်ကြည့်လိုက်ဟို ကြားမထိုးရ ဒါကိုပြောတာမဟုတ်ဘူးလေဟိုကြားမထိုးရဆိုတာဟိုမနေ့ကတည်းကဒီနေ့စီကအောက်မှာရေးရတယ်ဆက်လေးမတော့နိုးစမုတ်ချင်းဆက်လေးမတော့ဆက်လေးတော့ရင်ဓာငွေနော်ခဏဆက်လေးတော့တဲ့ဓာငွေနော်ဓာငွေဆောင်းမလားဒီငွေကနေခုချက်ချင်းထွက်သွားမလားအဲ့ဒါလည်းပြော ဓာငွေမထောင်မင်းနဲ့ဒီတရားတွေချက်ချင်းထွက်သွားပြီ အဲ့ဒါလည်းကောင်းတယ်အဲ့ကောင်းတယ်နားအေး ရှင်းရတယ်ရှင်းရတယ်ကုန်ပြီဒုက္ခပြီးကြားတော့ကွယ်